မင်္ဂလာပါမိတ်ဆွေတို့ရေကျမတို့ဒီဗီဒီယိုလေးမှာဆွေးနွေးမယ့်အကြောင်းအရာလေးကမိသားစုတိုင်းသိကျင်ကြတဲ့အိမ်တွင်းစီးပွားတက်နည်းနဲ့လက်ရွှေနည်းအကြောင်းပဲဖြစ်ပါတယ်ရှင်ခေတ်ကာလတွေပြောင်းလဲလာပေမဲ့ကျမတို့မြန်မာတွေရဲ့နှလုံးသားထဲမှာရိုးရာယဉ်ကျေးမှုနဲ့ထုံးတမ်းစဉ်လာတွေကအနှစ်သာရကြီးပါပဲတကယ်တမ်းကျတော့စီးပွားဥစ္စာပြည့်စုံခြင်းဆိုတာအလုပ်တွေပိုကြိုးစားလုပ်ရုံနဲ့မရဘူးအိမ်တွင်းမှာရှိတဲ့စွမ်းအင်ကောင်းလေးဒါကိုဘာသာရေးအရကုသိုလ်စွမ်းအင်လို့လဲခေါ်နိုင်တယ်အဲ့ဒီစွမ်းအင်တစ်မျိုးလဲကြွယ်ဝနေဖို့လိုပါတယ်ခေတ်အဆက်ဆက်လက်ဆင့်ကမ်းလာတဲ့အိမ်တွင်းအေးချမ်းပြီးလက်ရွှင်စေတဲ့နီးလန်းလေးတွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်အပိုင်းတစ်အိမ်တွင်းတန်ရှင်းမှုနဲ့စွမ်းအင်စီးဆင်းမှုပထမဆုံးအနေနဲ့ပြောချင်တာကအိမ်တန်ရှင်းရေးပါဒါကလူတိုင်းသိပေမဲ့လက်တွေ့မှာအလွယ်ဆုံးမေ့တတ်ကြတဲ့အချက်ပါကျမတို့မြမရိုးရာအယူအဆအရအိမ်တကားဝဟာလမ်းလာပါတွေဝင်လာတဲ့နေရာပါအကယ်အိမ်ရှိမှာဖနက်တွေပြစ်ကျဲနေတယ်အမိုက်တွေရှိနေတယ်ဆိုရင်လမ်းသူးညရင်မဲ့တကားကိုပိတ်ထားသလိုဖြစ်လိမ့်မယ်ပိုတိကျအောင်ပြောရရင်ဗေဒင်တွေအရလဲတကားဝဟာကျွဲဝချင်းဤသဘောဖြစ်တယ်ဒါကြောင့်နေ့တိုင်းနက်နက်စောစောထပြီးတကားမကြီးကိုတန်ရှင်းရေးလုပ်ပါဖနက်တွေကိုစနစ်တကျစီထားပါပြီးတော့အိမ်ထဲမှာမလိုအပ်တဲ့ပစ္စည်းဟောင်းတွေကျိုးပဲ့နေတဲ့ပစ္စည်းတွေကိုသိမ်းဆည်းထားတာမျိုးမလုပ်ပါနဲ့အထူးသဖြင့်ကျိုးနေတဲ့ပကံတွေပဲ့နေတဲ့ဖန်ခွက်တွေဒါတွေကလက်တိတ်စေတယ်လို့ရှေးလူကြီးတွေဆိုပါတယ်နောက်ပြီးအိမ်ထဲမှာလေဝင်လေထွက်ကောင်းအောင်ထားပါမနက်ခင်းတိုင်းပြတင်းပေါက်တွေဖွင့်ထားပေးပါလေကောင်းလေတန့်ဝင်လာမှစိတ်ကြည်လင်ပြီးအလုပ်လုပ်ရတာလန်းဆန်းစေမှာဖြစ်ပါတယ်အိမ်တန်ရှင်းရေးကိုမမလေးပဲလုပ်တဲ့သူဟာစိတ်ထဲမှာပါပေါ့ပါလာပြီးစီးပွားရေးအဆင့်အတန်းမှာမြင့်တက်တယ်ဆိုတာအမှန်တကယ်ဖြစ်ပါတယ်နည်းနည်းလေးစူးစမ်းယုံနဲ့ရတဲ့ဒီကောင်းကျိုးလေးကိုဘာလို့မယူဘဲနေရမှာလဲဒါကြောင့်မိတ်ဆွေတို့ရေဒီနေ့ညနေမှာအိမ်ပြန်ရောက်တာနဲ့လိုအပ်တဲ့နေရာလေးတွေတန်ရှင်းရေးလုပ်ဖို့မမေ့နဲ့နော်အပိုင်းနဲ့ဖျားစင်တန်ရှင်းရေးနဲ့ပူဇော်ခြင်းများဖျားစင်ကိုတန်ရှင်းအောင်ပြုလုပ်တဲ့အခါသတိထားရမှာကရေသို့မဟုတ်တယူးဆိုနဲ့ညင်သာစွာတုတ်တင်ပါတယ်တပတ်ကိုအနည်းဆုံးတစ်ကြိမ်ပြုလုပ်ပေးသင့်ပါတယ်ပန်းချောက်ပန်းညိုးတွေကိုနေ့တိုင်းဖယ်ရှားပေးပါရေတန့်တန့်ကတ်လှူပါစီမီလေးထွန်းညှိပေးပါအမွှေးနံ့သာပတ်ဖြန်းပါပူဇော်ပါဒီမှာအရေးကြီးတဲ့လက်ရွှေနဲလေးတစ်ခုပြောပြမယ်နနက်စောစောမှာပန်းကတ်ရေချမ်းကတ်စီမီနဲ့အမွှေးနံ့သာတို့ကိုဖျားစင်မှာပူဇော်ပါစိတ်ထဲမှာကြည်ညိုစိတ်နဲ့သာပူဇော်ပါအမှန်တကယ်လက်ပွင့်စေပြီးစိတ်ငြိမ်းချမ်းစေပါတယ်နေ့စဉ်ဖျားကိုကြည်ညိုစိတ်ဖြင့်ကိုးကွယ်စည်းကပ်ပါတရားဓမ္မပွားများခြင်းငါးပါးသီလကိုခံယူခြင်းတို့နဲ့ပေါင်းစပ်ပေးမယ်ဆိုရင်အိမ်တွင်းစီးပွားကတစ်နေ့ထက်တစ်နေ့ဧကံမှုချတိုးတက်လာမှာပါအပိုင်းသုံးမိသားစုစည်းလုံးမှုနဲ့ချစ်ခင်မှုရှိခြင်းဟုတ်ပြီအိမ်တွင်းတန်ရှင်းရေးတွေဖျားစင်တွေအစဉ်ပြေပြီဆိုရင်ကျန်တာကမိသားစုဝင်တွေကြားကစည်းလုံးမှုနဲ့ချစ်ခင်မှုရှိခြင်းပါလူအများစုဟာစီးပွားမတက်တာကိုအကြောင်းမျိုးမျိုးနဲ့စင်ကြေပေးတတ်ကြပေမဲ့အိမ်ထဲမှာနေတိုင်းစကားများနေတာရန်ဖြစ်နေတာကိုတော့ဂရုမစိုက်မိကြဘူးအိမ်တွင်းငြိမ်းချမ်းမှလက်လာပါရွှင်မှာဖြစ်တယ်မိသားစုဝင်တွေအချင်းချင်းရန်ဖြစ်တိုင်းစကားများစုပူတိုင်းအိမ်ထဲမှာငြိမ်းချမ်းမှုမရှိတော့ဘူးအဲ့ဒီအခါလက်လာပါဆိုတာလဲသူညရင်လာဖို့မရှိတော့ဘူးပေါ့
ဒါကြောင့်မိသားစုအချင်းချင်းထမင်းအတူတူစားဖို့အချိန်လေးပေးပါအိမ်ထဲမှာမိသားစုအချင်းချင်းကျေးဇူးတင်ပါတယ်ခွင့်လွှတ်ပါတယ်နားလည်ပါတယ်ဆိုတဲ့စကားလေးတွေမပြောဘဲမနေပါနဲ့ဒါအပြင်နှွေးထွေးတဲ့စကားပြောဖို့ကလည်းအရေးပါပါတယ်အိမ်ထဲမှာမနက်အိပ်ယာနိုးတာနဲ့ဒေါသစကားရိုင်းဆိုင်ကြမ်းတမ်းတဲ့စကားတွေမပြောမိအောင်သတိထားပါအိမ်ထဲကိုဝင်လာတဲ့ဧည့်သည်တွေကိုနှွေးထွေးစွာဧည့်ခံပါအိမ်ထဲကအတန်တွေချိုသာနေအောင်ထားပါအထူးသဖြင့်ရန်ဖြစ်တဲ့အခါငါဆိုတဲ့အတ္တမပါဘဲအရင်ဆုံးလက်လျှော့တက်ဖို့လိုပါတယ်မိသားစုစည်းလုံးနေတဲ့အိမ်ဟာစီးပွားရေးအရဒုက္ခရောက်ခဲ့ရင်တော့အတူတူဖြေရှင်းနိုင်ပြီးအမြဲတိုးတက်အောင်မြင်နိုင်တယ်ဆိုတာသတိရပါအခုပြောသွားတဲ့အကြောင်းအရာတွေကအခြေခံအချက်တွေပဲဖြစ်ပြီးလူတိုင်းကမေ့လျော့နေတဲ့အချက်တွေပဲဖြစ်ပါတယ်ဒါတွေကိုပေါင်းစပ်ပြီးကျင့်သုံးမယ်ဆိုရင်ခေတ်ရေးစည်းကြောင်းနဲ့လည်းအညီမြမထုံးတမ်းနဲ့လည်းအညီတင်အိမ်ဟာစီးပွားဥစ္စာပြည့်စုံတဲ့အိမ်လေးဖြစ်လာမှာပါဒါတွေအားလုံးကပစ္စည်းဥစ္စာကိုချက်ချင်းကြလာစေမဲ့မော်ပညာမဟုတ်ဘူးနော်ဒါပေမဲ့ကောင်းတဲ့အလေ့အကျင့်တန်ရှင်းတဲ့စိတ်စည်းလုံးတဲ့မိသားစုတို့ရဲ့အကျိုးဆက်အနေနဲ့တင့်ဘဝဟာတဖြည်းဖြည်းချင်းတိုးတက်လာတာကိုတင်ကိုယ်တိုင်ခံစားရပါလိမ့်မယ်ဒီဗီဒီယိုလေးကိုကြည့်ရှုပြီးအကျိုးရှိရဆိုရင် like လေးနှိပ်ပေးဖို့နဲ့ subscribe လုပ်ဖို့မမေ့ပါနဲ့နော်နောက်ထပ်ဗီဒီယိုလေးတွေမှာထပ်ပြီးတွေ့ကြမယ်နော်